ညာတတ်နဲ့ပညာရှိဆိုတဲ့စကားလုံးတွေတူညီသလိုပဲအနက်ထဲမှာတော့အနည်းငယ်ကွာခြားမှုရှိပါတယ်။ပညာတတ်အဓိပ္ပာယ်သင်ယူထားတဲ့ဗဟုသုတအတတ်ပညာနည်းပညာတွေကိုသိထားသူအလေးပေးချက်စာသင်သင်တန်းစာနည်းပညာအရသိထားခြင်းကိုအဓိကထားပါတယ်။ဥပမာစာအုပ်တွေဖတ်ပြီး theory တွေကိုသိထားသူစာမေးပွဲအောင်သူတက္ကသိုလ်ဘွဲ့ရသူပညာရှိအဓိပ္ပာယ်သိထားတဲ့ပညာကိုအသုံးချတတ်သူအတွေ့အကြုံနဲ့ဉာဏ်ပညာဖြင့်အမှန်တရားကိုခွဲခြားနိုင်သူအလေးပေးချက်ဗဟုသုတကိုအသုံးချပြီးလူမှုအတိုင်းဝိုင်းမိသားစုကိုယ့်ဘဝအတွက်အကျိုးရှိအောင်အသုံးချတတ်ခြင်းဥပမာအတွေ့အကြုံနဲ့အချိန်အခါကိုခွဲခြားတတ်သူအခြေအနေတစ်ခုကိုဉာဏ်နဲ့ဖြေရှင်းတတ်သူကွာခြားချက်ကိုတိုးတောင်းစွာပညာတတ်သိထားသူပညာရှိအသုံးချတတ်သူပညာတတ်ဖြစ်ုံနဲ့မလုံလောက်ပါပညာရှိဖြစ်မှသာလူဘဝအတွက်အကျိုးရှိစေပါတယ်